ဒီပေါ့နော်ကျွန်တော်တို့လူတွေမတော်တဆဖြစ်ရတဲ့တေးနေရတော့မှရည်နေရတဲ့စကားလို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလူတွေပါတေးသွားရင်အံ့ဩတာမရှိရဘူးဒါမှမဟုတ်ဒီစကားထဲမှာကြတော့ဒီလူတွေမတော်တဆတေးတာကိုကျွန်တော်တို့နဲ့ကျွန်တော်တို့ကြည့်ပြီးတော့ရည်နေရတာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ handsome guy ဆိုတဲ့ဒီကိုရီးယားဇာတ်ကားလေးကြောင့်ပြောပြချင်ပါတယ်ပထမဆုံးပြောချင်တာကဒီဇာတ်ကားကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုရည်ရမှာတေးရတယ်ပေါ့နော်အဲကြောင့်ကိုတယောက်တည်းထက်ဆိုင်အုပ်စုလိုက်ကြည့်တာကကိုပေးနာလူတွေကပျော်ရွှင်စေရင်ပဲလို့ကျွန်တော်ပြောချင်တယ်ဒီလိုကလာမှာတော်တော်များများစိတ်ညစ်စရာအများများတယ်ဒီကားကြည့်လိုက်တဲ့ဒီတနားရီကျော်အတွင်းမှာတော့တကားလုံးရည်နေရမယ်လို့ကျွန်တော်ဒီအာမခံတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုရီးယားကားလေးကရည်လေးရည်ရတယ်လို့ဒီလိုမျိုးပေါ့နော်ဒီကဒီ comedy horror ပုံစံဖြစ်တဲ့အတွက်ကြောက်စရာကောင်းတယ်လို့ပြောပေမဲ့လေကြောက်စရာကောင်းတဲ့အခန်းတွေမှာတော့မရည်နေရတယ်ပေါ့နော်ပြောလို့ဆိုလုံးလုံးကိုဟာတာကားလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော် IMDb အနေနဲ့ကျွန်တော် 6.9 အထိရရှိထားတယ်ပေါ့နော်ဇလန်ရဲ့အကျိုးပြောပါဆိုရင်သူကအရန်ချစ်ရညီကုန်နေတာသူတို့ရဲ့အိမ်မက်ကအလိုမျိုးနေမျိုးလေးမှာဥရောပစတိုင်အိမ်လေးနဲ့နေနေတာပေါ့နောက်ဆုံးသူတို့အဲ့အိမ်လေးကိုဝယ်ဖို့ကြိုးစားရတယ်ပေါ့နော်ကြိုးစားတဲ့အချိန်မှာဓာတ်ပုံတွေကပုံနဲ့အပြင်ကအိမ်တွေကတခြားစီဖြစ်နေပေါ့နော်အပြင်ကဆုပ်ပြတ်တန်နေနောက်ပြီးအဲ့အိမ်ရဲ့ကမြောက်ခန်းထဲမှာလည်းဒီလိုမျိုးဝိညာဉ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းရှိနေပေါ့နော်သူတို့အဲ့လိုရောက်သွားတဲ့နေပြီးမှာသူတို့ညီကိုနှစ်ယောက်ရဲ့ရုပ်ရည်အဲ့လို fighter ပုံစံကန်စတာရုပ်ကြီးတွေပေါ့နော်ဒါပေမဲ့သူတို့ညီကိုတွေကတကယ်ကိုပိုးကြောင်ကြောင်နဲ့ချင်းနေကောင်းတော့ရိုက်မတည့်ရဲတဲ့တက်တီမျိုးနဲ့သူတွေပေါ့နော်သူကဆိုအေးဆေးဆေးပျော်ပျော်ရွှင်နေကြတာပေါ့နော်အဲ့ချိန်မှာဒီနေမျိုးလေးကိုအပန်းပြေထွက်လာတဲ့တကယ်ချင်းတစုလည်းရှိရပေါ့နော်အဲ့ထက်မှကောင်မလေးတယောက်ကသူ့တကယ်ချင်းနေနဲ့စိတ်ဆိုးပြီးတော့သူတို့ညီကိုနှစ်ယောက်ငားများနေတဲ့နေရာကိုရောက်သွားပြီးတော့သူတို့ညီကိုနှစ်ယောက်ရဲ့ရုပ်တွေကိုကြည့်ပြီးလန့်ပြီးတော့အဲ့လိုမျိုးရေထဲကိုပြုတ်ကျသွားရပေါ့နော်သူတို့ကအဲ့ကောင်မလေးကိုကယ်ရင်းနဲ့ဒီကောင်မလေးကိုသူတို့ရင်ကိုခေါ်လာတယ်ပေါ့နော်ဒီကောင်မလေးရင်းနေသွားတယ်သူတေးချာချာပြုစုပြီးခေါ်လာတယ်အဲ့ချိန်မှာလည်းဒီခုနကောင်မလေးရဲ့ကြံခဲ့တငယ်ချင်းကဒီဘိန်းနှစ်ပွေကသူတို့တငယ်ချင်းကိုပြန်ပြီးဆွဲသွားပါတယ်ဆိုပြီးတော့ရဲတွေဘာတွေခေါ်ပြီးဒီဘိန်းနှစ်ပွေကိုဖိုက်ဖို့တော့သွားတာပေါ့နော်အဲ့လိုသွားရင်းနဲ့မှလိုမျိုးမတော်တဆပြည့်ရတယ်ဖြစ်ပြီးတော့အဲ့ထဲမှာတေးရဲသူကတေးရဲတွေကလည်းလာသူတို့နှစ်ယောက်ကိုတတ်ဖို့ဖျက်ဖို့လုပ်နောက်ထပ်သူတို့ရဲ့ဒီမြောက်ခန်းထဲကဒီဝိညာဉ်တွေတေးရဲနဲ့ပတ်သက်တဲ့အရာတွေလည်းပေါ်လာပြောမှဆိုဇလန်းကအဲ့ဒီမှာစပြီးတော့ရည်နေရတာပေါ့နော်ဇလန်းရဲ့တနားရီကျော်ကြာလောက်တဲ့အချိန်မှာဇလန်းအစကနေရည်နေရတာဇလန်းပြီးတော့ရဲ့ဒီရက်မသွားဘူးပေါ့နော်ပြောမှဆိုကိုရီးယားရဲ့ဒီရုပ်ရှင်အစင်တန်းကဘယ်လောက်ထိကောင်းလာအောင်ဆိုတော့လေဒီရုပ်ရှင်မှာတွေ့ရတယ်ပေါ့နော်ဟာတာကားနဲ့ပေါ်ကားနဲ့မတူဘူးဆိုတော့လေဒီရုပ်ရှင်မှာကိုယ်ကိုယ်ပြပြတွေ့ရတယ်ကျွန်တော်တို့ဒီရုပ်ရှင်ကိုတော်တော်များများကြည့်နေခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတကားလုံးကိုရည်ရတာမရည်ရတဲ့အခန်းကိုမပါဘူးပေါ့နော်တော်တော်လေးမိုက်တယ်အဲ့လိုသူတို့ရဲ့ဖိုက်တာရုပ်ကြီးတွေနဲ့ဟာတာလောက်တာတော်တော်လေးကိုကြည့်ရတာအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်အဲကြောင့်ဒီကားလေးကိုတော့စိတ်အမောပြေသွားဒီဘက်မှာကောင်းအောင်ဝင်ကြည့်လိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်